တတောင်းယူမလားဂိမ်းဆော့မလား ဂိတ်တော့မယ် ဂိမ်းဆော့မယ်အဲ့ဆိုရင်လေ10မိနစ်အတွင်းကိုခန္ဓာကိုယ်အစိတ်အပိုင်းကြီးတစ်ခုပြောနိုင်တိုင်း1000ရမယ်ဒါဆိုစမယ်နော် ရေပါ ရေပြား နလုံး ညလုံး နကမီတီ မေးစီဟုတ်တယ်ရရ ငါ နာဟုတ်တယ် လေဘေ ဟုတ်တယ်လေပင် တာ တမီးခုနပြောပြီးပါလေအရေးပြားတပါလေလက် ဟုတ်တယ် ဘာဘီ ဘောင်းမိမဟုတ်လေတပါလေ ဒီမှာလေဖနဝတ်ထားရတာပါလေ န အမဟုတ်လေဖနတာပါလေခန္ဓာကိုယ်စိတ်ပိုင်းပြောရအောင် ငေါတယ်ပဲ တပါလေဒီရပါလေ ဝါ ချေ တေ အချိန်ပြည့်ပြီသမီးအန်တီကိုတစ်တော့မှမြင်ဘူးလား မေဘူးရဲ့ မြင်ဘူးတယ်အားဆိုရင်အန်တီကနေပြီးတော့လက်ဆောင်1000ထပ်ပြီးတော့ပေးမယ်နော်1000ယူမလားဂိမ်းဆော့မလား ဒီဆို ဂိမ်းဆော့မယ်အားဆိုလေအတီးတစ်မျိုးပြောနိုင်တိုင်း1000ရမယ်အားဆိုစမယ်နော် ပန်တီတွင်းတီမဂလာတီတရတီမင်္ဂလာတီစပစ်တီလူးတယ်တီ blueberry စတော်ဘယ်ရီကျန်းနီတီ ဟမ် ကျန်းနီတီ ခင်းကျင်သည် ကျမောက်တီ ကျမောက်သည်ဟုတ်တယ် ပိန်နေတီ ပိတ်နေသည်ဟုတ်တယ်အဲ့ဆိုရင်10မိနစ်ပြည့်ပြီနော်။တမီးခုလိုစူးစမ်းပြီးတော့ဖြည့်ပြီးတဲ့အတွက်အမကနေပြီးတော့1000ကိုလည်းထပ်ပြီးတော့လက်ဆောင်ပေးမယ်နော်။1000ယူမလားဂိမ်းဆော့မလား မင်းစော ။ဂိမ်းဆော့မယ်။အဲ့ဆိုရင်10မိနစ်အတွင်းအလောက်ကင်တစ်မျိုးပြောနိုင်တိုင်း1000ရမယ်။ဒါဆိုစမယ်နော် မိဒ ။ဘီသက် ဆေးရုံပါ ဆေးရုံမှာဆိုဘယ်သူလုပ်လဲ။ဆေးရုံကနေရလေ ဆရာ ။ဆရာဝန်ဟုတ်တယ် ရဲ ။ရဲဟုတ်တယ် စစ်သား ။ဟုတ်ပါပြတာအခုအင်ကြီးဝတ်ထားသလိုဟာလေ ဘောလုံးတော့ ဘောလုံးသမားဟုတ်တယ် ကဲသေး ဟမ် ကဲသေး ကဲစေးကျောင်းမလေးကျောင်းမဘယ်သူတွေလုပ်လဲ ဆရာမ ဆရာမဟုတ်တယ်ပြဆေးရုံမှာလေးဆရာဝန်လိုမျိုးပဲနောက်တစ်မျိုးရှိသေးတယ် ဆရာဝန်မ ဆရာဝန်မရပါတယ်ပြည့်သွားပြီနော်အဲဆို10မိနစ်ပြည့်သွားပြီအန်ဒီကလက်ဆောင်1000ထပ်ပြီးတော့ပေးမယ်နော်ဒါကြီးလိုက်ရင်ဘာဖြစ်ချင်လဲ မိဒ အောင်မိသက်ဖြစ်ချင်လဲ